ထားတဲ့ပစ္စည်းတွေကလည်းအရေးသွေးကောင်းစက်ပွင့်တဲ့ကိုကြီးကလည်းကျွမ်းကျင်ဝေးထုတ်ပေးလိုက်တဲ့အထိုင်ကရုကလည်းနည်းနည်းရရမှာမဟုတ်ပဲပြိုင်စံမပေါ်တဲ့နိုင်ငံကျော် music ကရုကြီးဆိုတော့နောက်တစ်ခါဖွင့်ရင်တော့ဖြည်းဖြည်းဖွင့်မှာကိုကြီးရဲ့ကိုကြီးဆက်တန်ကြီးကမြန်မာလေးရင်ငယ်ခုံပြီးလန့်လန့်သွားလို့ပါမကြောက်ပါနဲ့ဒီမလေးမကြောက်ပါနဲ့ကိုကြီးကပြင်းများပါလီပဲပြလိုက်တာပါကိုကြီးတို့အတန်တက်ဆက်ကြီးရဲ့အရေးကြီးမှုအကုန်ထုတ်ပြဖို့လေချိန်ကမတန်သေးဘူးလေနောက်တစ်ခါဆိုရင်မြန်မာလေးတို့လန့်အောင်ပြင်းပြင်းလေးဖွင့်ပေးမယ်နော်ဟုတ်ပါပြီရှင်ဟုတ်ပါပြီအော်ကိုကြီးနောက်ပြိုင်ပွဲကြရင်သတိထားအောင်နော်ကိုကြီးတို့ကအသာစီရတယ်ဆိုပြီးတိတ်မပေါ့နဲ့နော်တွေ့တဲ့လက်တက်ပုံကလည်းကြီးတယ်ကိုကြီးရဲ့ကြောင်ကြီးလို့ကြားမဖြစ်ပါဘူးဒီမှာကြီးကိုကြီးရဲ့အတန်တက်ဆက်ကြီးကကြားကြီးလို့ခြေရကြီးတာပါကွာဝလက်ဒီမကောင်းပဲအာသီလာရောင်နေတော့ကိုကြီးတို့ရဲ့အတန်တက်ဆက်ကြီးကိုဘယ်ချိန်ဘယ်နေရာမှာဘလို့နည်းနဲ့လာပြိုင်အဖြေကတော့ဒီအဖြေပဲဖတ်မှာပဲအဲ့ဒါကတော့မင်းတို့အားလုံးရှုံးပါပဲရှုံးပါပဲ